တိုက်ထုံးနေပြီဟဲ့တိုက်ထုံးနေပြီအခန်း90ကိုတ break တဲ့ခါလေးလုတ်သွားတော်အားရှိတယ်မိမအဲ့ဒီအားတွေကိုလေယောက်ျားကိုကူညီတဲ့အချိန်မှာဒါတုံးလိုက်လို့ကတော့အိမ်မှုကိစ္စတွေမှာကူညီလိုက်လို့ကတော့တော်ကောင်းပါကွာမမေကြကြကြိုက်တယ်တော့ဒီအိမ်မှာလေအိမ်မှုကိစ္စတွေကြောက်ကြလုံးလိုက်မယ်မခမိမတော့ဒီလာနေပနေခုပဲဒီအိမ်မှာတာဝန်ရှိတယ်ကျိုးစားတာ fighting ကျိုးစားတာအိမ်လုတ်ကကြပဲလုတ်လိုက်မယ်အခုလည်းကြပဲရှော်လိုက်မယ်သမင်းလည်းကြပဲချက်လိုက်မယ်ကလေးလေးကြပဲထိန်းလိုက်မယ်ငါမိမဒီအိမ်မှာလာနေပနေခုပဲအရေးကြီးရဲ့ကျိုးစားတာ fighting ဘာပြောနေလဲဆက်တယ်ကွာငါအာယူဆိုင်လို့မရဘူးဘာလဲလို့ငါဒုက္ခပဲခုမှဟုတ်တယ်အပိလေနင်အားပေးတာလေငါဆိုကွာငါအလုပ်နေပြင်ပန်းနေပြီဆိုမင်းဘေးမှာလာမငေါ့လာဆင်းနေတော့ငါအော်ငါမိမအတန်လေးပါလားဆိုမှငါအဲ့လိုပြိုရတဲ့ဥစ္စာကိုသူကြတော့လည်းမဟုတ်ဘူးယောက်ျားချစ်လားချစ်လားတော့မသိဘူးသူ့ကိုသူတော့တိုးချစ်တယ်မိမဟဲ့ကိုမချစ်လို့ပဲရအောင်လေငါကွာလေငါတမီးလည်းတင်ပေးအောင်သူ့ကိုသူချစ်တတ်အောင်သူ့ကိုသူတန်ဖိုးထားတတ်အောင်